လူရေးမရတော့ဆင်းရဲအပိုင်း3နံပါတ်10ချာမာရီလမ်းကလေးချာမာရီဆရာများအဆောင်ကိုတွားတဲ့လမ်းကြောင်းက4သွယ်ရှိတယ်အင်းဝပေါင်းမှုကိုကြောချန်ဆယ်လာရိုးကတွားရင်ညာဘက်မှာမြင်းဒီလမ်းကလေးလမ်းထိပ်မှာကန်းကော်ပင်ကြီးနှစ်ပင်ကချင်းသေးကြီးနှစ်ကောင်စောင့်နေလေရဲ့အဲ့ဒီကန်းကော်နှစ်ပင်ဟာထူးထူးခြားခြားအဖုအထစ်တွေများလာတဲ့ဗျာကွင်ရဆေးလေးဆိုင်နေရှိတယ်အပြန်ကြမှာနွားတစိမ့်ဆေးပေါ်လေးဝယ်တောက်နေကြပြညက်သွားရဓာတ်သက်ပါဆိုတာမျိုးထင်ပါရဲ့နွားဆေးလေးတောက်တော့နွားဖြစ်တော့မှာပေါ့အဲ့ဒီမြင်းကြီးလမ်းကလေးတိုင်းလျှောက်သွားကဝင်းကြောက်ကဲကြည်မှွတ်လေးတွေကိုမညာမတာနဲ့လမ်းဘေးတစ်တူပင်ကြီးတွေအောက်ကဆွဲတော်ရက်တွေကိုအမှတ်တရခုဆရာဘုံရဲ့နှစ်လောပေါင်းမှတရွက်မြည်တဲ့ဆွဲတော်ရက်ကလေးတွေလေတရုတ်စကားဝင်လှလှကြီးတွေနဲ့ရန်ထားတဲ့အဆောင်အဝင်တန်တကားခန့်ထည်တဲ့ကြီးတွေကိုခက်တီတီဖြတ်ပုံနေရဲ့ပြင်ညီညီညာညာလေးတွေကိုကြွေပတ်ပြီးအဆောင်ဝရောက်အန်တိုနီဒါမှမဟုတ်ဆရာမတယောက်ကိုဒေါ်မမခင်နဲ့တွေ့ပြရစီဧည့်စဉ်စာအုပ်မှာလက်မှတ်ထိုးအဲ့ဒီဧည့်စဉ်စာအဟောင်းကြီးရှိသေးရင်ကျွန်တော်ရဲ့လက်မှတ်တူလေးတွေပြန်ကြည့်ချင်သေးရဲ့နောက်တလန်းကတက္ကသိုလ်ရိပ်သာလမ်းကနေပကံလန်းအတိုင်းလျှောက်လက်ဝဲဘက်မှာစိတ်မမ်းမင်ကောက်ကောက်ကြီးကိုလှမ်းမြင်ရတဲ့ပါမောက္ခကြီးများအိမ်ပြီးလမ်းကြားလေးကဖြတ်ကိုင်းတော်ကြားကကွိကွိကောက်ကောက်မီလန်းဖုံဖုံလေးတိုင်းလျှောက်ချမာရီရှိနေဘက်မှာစိတ်ယုံစိတ်ထားတဲ့လူတကူဝင်စာတန်တကားလေးကိုဖြတ်ဝင်ပုံနေရိပ်စီယူညီညီလေးကိုအနာအရာလက်နဲ့ထိလျှောက်သွားအန်တိုနီနောက်လမ်းတွေကခုနပြောခဲ့တဲ့တထုံဆောင်အနောက်ဘက်ချန်စီယူကိုဖြတ်တက္ကသိုလ်ရိပ်ခါကူတောင်ဘေးကညောင်ညိုပင်အောက်ကတဆင့်ချမ်းမာရီမလွယ်ပေါက်ကလေးကိုဖြတ်ဝင်အမှတ်၄လမ်းကအင်းဝဆောင်ဘေးကလေးရဲ့ကျွဲတငင်းပင်ကြီးတွေရှိတဲ့လမ်းကြားချမ်းမာရီနောက်ဖေးပေါက်တန်းရောက်တယ်ဝင်ခွင့်မရှိအဲ့ဒီလမ်းကြောင်းတွေအလုံးခင်ကပြပေးခဲ့တာကျေးဇူးကဘာပါပဲခင်ရဲ့အစပိုင်းတုန်းကခင်တီရီဆောင်မှာအဆောင်နီးပြလှုပ်သေးတယ်အဲ့ဒီတုန်းကတည်းကတီရီဆောင်ကိုဆွဲလန်းခဲ့တာတီရီဆိုတာတက္ကတရွှေရီပါဠိတီရိစက်တီရှိခြင်းတင့်တယ်ရင်ကျေးခြင်းဆိုတဲ့အဓိပ္ပာယ်လေတင့်တယ်ရင်ကျေးတဲ့ကျောင်းသူတွေရဲ့အဆောင်ပေါ့နော်ကျွန်တော်နဲ့ခင်နဲ့တစားထက်တစားနီးကပ်လာပြီးနောက်စာတစောင်ရေးတယ်တကယ်တော့စာတတန်ပေတတန်လုံနေရမယ့်အချိန်မဟုတ်တော့ဘူးကျူပို့ရင်ဖြစ်နေပြီဥစ္စာကျူပို့ရင်ဆိုတာရွဲ့နေတာများတယ်တူတူလေးကပ်ပြီးချစ်တယ်လို့ပြောလိုက်ရုံပဲနော်ဘာဖြစ်လို့မှန်းတော့ကျွန်တော်လည်းမသိဘူးခင်ကိုအဲ့ဒီလိုလေးတောင်မပြောရဲခဲ့ဘူးကျွန်တော်တကယ်ချင်းတွေနောက်တလူခင်ဂုံကြီးရှင်ကိုင်းတော်တဲ့ကိုဝင်ကိုင်းတော်တဲ့ကခါချင်းနေကြိုက်ဘေရောညာရောရိုက်ကျွန်တော်ကခင်ကိုလက်ရေးစင်နှမ်းစူပါစတာလို့သတ်မှတ်မိတာကိုမြကျွန်းညိုမှာလှရင်ကြည့်မယ်လို့ထင်ခဲ့တာကိုဟုတ်လဲဟုတ်ပါတယ်ငယ်ငယ်ရွယ်ရွယ်လှလှပပနဲ့ဝိဇ္ဇာကုံလူစသဖြင့်အောင်ခဲ့တာပဲဥစ္စာကျွန်တော်ကလမ်းပေါ်မှာဟိုပြေးတီလွှားနဲ့လီနေတဲ့ຫນွေရွက်ကြီးဟုတ်တယ်ဟုတ်ဒီတော့နှုတ်ကဖွင့်ပြဖို့မရဲဘူးချက်ချင်းညင်းလိုက်မှစိုးတယ်နေငါးစီကိုနောက်မလာနဲ့တော့ဆိုရင်ဒုက္ခရောက်မယ်လို့ထင်တယ်ဒုက္ခတော့ရောက်ခဲ့တာပါပဲလေဒါကြောင့်စာတစောင်ရေးတယ်ကလီရှေရေးစားတာပါဟိုဖွဲ့တင်ရွဲ့နဲ့မကိုမောင်ချစ်တယ်ဆိုတာလေးသုံးမျက်နှာလောက်ရှောက်ချက်နေတာမမရရချစ်တယ်ဆိုတာတော့မပါဘူးစာပေးခြင်းတပတ်ဆိုလဲသူ့လက်ဆွဲချင်းချင်းလေးဆွဲပေးနေကြတာကိုကျွန်တော်နေတဲ့ထည့်ပေးလိုက်ရင်ပြည်တာပဲအဲ့ဒါကိုကျွန်တော်ကတရုတ်ဂျပန်ဖတ်ဆက်မူလေးလို့အရစ်ရှိပြီးဖွဲ့နွဲ့နွဲ့လေးကြီးစာအိတ်ထဲထက်15ပြားတန်ဟင်းသာတစ်စေးကောင်းလေးကတ်တက္ကသိုလ်စာတွေကိုတွားထက်စာတဲ့ဝန်ထမ်းအနည်းဆုံး4-5ယောက်တော့အလုပ်ရှုပ်မယ်ခင်ဗျစာသိမ့်1စာရွေး1တစိမ့်နှိပ်1စာပို့1စည်ရင်1စသဖြင့်ပေါ့ဗျာအဲ့ဒီ15ပြားနဲ့လူ9ယောက်ကိုအလုပ်ရှုပ်အောင်လုပ်မိတာပါပဲဘယ်နဲ့ဗျာတက္ကသိုလ်ကနေတက္ကသိုလ်စာတိုက်သွားတက္ကသိုလ်စာတိုက်ကနေတက္ကသိုလ်ရဲ့စာပြန်ဖို့ကြောင်ပါဗျာခင်စီစာပို့ပြီးတော့အလကားနေရင်ခုန်မိသေးတယ်ကြိုဖို့တာဝန်ထမ်းရင်ခင်မျက်နှာရိပ်မျက်နှာကဲခက်ရတာကလည်းအမော်သားအဲ့ဒီအချိန်မှာရင်ခုန်နဲ့ခံစားလို့ကောင်းတာနော်တပတ်လောက်ကြာတဲ့အထိ
ခင်ကဟမ်မပြဲဩဝါဒတွေမိန့်ချွေနေသေးပဲတတရရနေစမ်းခေါင်းဖြီးစမ်းစစ်လိမ့်နဲ့ရတယ်စသဖြင့်ပေါ့ငါနဲ့ရှင်မလျှောက်နဲ့ဆိုတာကပါသေးတပတ်ကျော်တော့ကျွန်တော်မစောင့်နိုင်တော့ဘူးကြုံဦးကြမှာပေါ့ဗျာဝမ်းနှုတ်ဆေးစားပြီးနောက်တစ်နေ့မနက်ရေအိမ်မအားလို့ကြွားချနေတဲ့အဖြစ်မျိုးနဲ့တူတယ်ထင်တယ်ဗျကျေးဇူးပြုပြီးနည်းနည်းလေးပြုံးမှာဥပမာအလင်းကမြောက်ကောင်းပါရဲ့ဒါပေမဲ့ဟာသားရတာပါတယ်ထင်တယ်ဒါမှမဟုတ်ပေါ်တာပေါ့ခင်ဆောင်ကိုတွားတယ်စောင့်တယ်အဲ့ဒီနေ့ကိုကျွန်တော်မမေ့ဘူးခင်မေးတော့ပါပြီခင်နဲ့ရေးရတာလက်သိပ်မတွေ့ဘူးဗျာမလိုပဲရေးပြရစီမကအပြာနုရောင်ပွင့်ရိုက်ဘလောက်ပါလေးနဲ့သပင်ကပခုံးဝဲမရှိတရှိလျှော်ပြီးစားမှုဆန်တွေကတန့်လို့ပြန့်လို့ခက်ထွေးထွေးဆန်စာလေးတွေကိုဘီရဲကလေးနဲ့တင်ရင်ကျွန်တော်နဲ့ရှင်းထိုင်းတယ်ဘာကိတ်မှတ်မိတယ်နော်အဲ့ဒီသကလုံးပဲအဒီအကျပလိန်ကိတ်လို့ဖြေလိုက်ချင်တယ်ဒါပေမဲ့ကျွန်တော်ရင်ခုန်နှုံးကိုဖြည်းဖြည်းချင်းလျှော့ချနေရတယ်မိမိကတင်ပေးထားတဲ့ဆာမွေးဖြေကနေရင်မင်္ဂလာတုတ်တော်တွေကဖုဒ္ဓတလောကဓမေဟိစိတ်တံယတနကမတိအာတောကံဝိဒဇံခေမံလို့အထက်ထက်ရွတ်ပါတဲ့အဓိပ္ပာယ်ကအရိယသူတော်တို့သည်ကောင်းဆိုးလောကဓာတ်များနှင့်တွေ့သည့်အခါတည်ငြိမ်မတုန်လို့စိုးရိမ်မှုမဖြစ်လွတ်မြောက်၏တဲ့ကျွန်တော်ကနကမတိမတုန်လို့အထက်ထက်ရွတ်နေမိတယ်တော်တော်အရေးကြီးတဲ့စာမှုပွဲတစ်ခုဖြေထားပြီးအောင်စရင်ကြစရင်လာကြည့်တယ်မျိုးမဟုတ်လားမကတော့ဘာမှမဖြစ်တယ်လို့တည်ငြိမ်နေလေရဲ့နကမတိနည်းနည်းလေးစိတ်ငြိမ်မှကျွန်တော်မေးလိုက်တယ်စာရလာရင်ဟဲ့မာစတာမှာစာကြက်နေလို့မှမဖြစ်တာစာတွေအများကြီးဖတ်ရတယ်ပေါ့ပြက်ပဲလုပ်နေတာလေနင်ကလည်းအရှောင်းတိန်ကတော့ဂျက်စီချင်းပါပဲဗျာရှောင်းနေတိုင်းသမားကြီးပဲစာရလာဆိုတာကျွန်တော်ရေးလိုက်တဲ့စာကိုဖတ်ပြီးပြီလားလို့မေးမှန်းမသိတာပေါ့မကတိတ်ပါတိတ်လင်တယ်ဆိုတာကျွန်တော်သတိပြုမိဖို့ကောင်းတယ်ကျွန်တော်ပြုံးလိုက်တယ်တဲ့ပဲကောင်းလိုက်မယ်အဲ့ဒါဒီမေးတာမဟုတ်ဘူးလေမစီကိုကျွန်တော်ပို့လိုက်တဲ့စာဖတ်ပြီးပြီလားလို့သူခဏလေးတွေ့သွားတယ်ထင်တယ်သူအုံတော့ဟာအခုခေတ်ကွန်ပျူတာထက်အစ1000လောက်ပိုကောင်းလိုက်မယ်ထင်ရဲ့ကျွန်တော်ဆိုတဲ့ကောင်ကလည်းရုပ်ရှင်ဆက်ဖွဲ့တဲ့အလုပ်လုပ်နေတာမင်းသမီးတွေရဲ့ item မျိုးစုံတွေ့နေကြမျက်စိတမိတ်လျှက်တဲ့ပြက်အတွင်းသူ့မျက်ဝန်းရိပ်ကိုဖတ်ပစ်လိုက်တယ်တိလိုက်ပြီးကျွန်တော်ကိုကျူးရှိရှိနဲ့လှန်တော့မယ်နွားဖြစ်တော့မယ်တေးကြတယ်နွားမှာစုံလေလှဲ့တဲ့နွားခြိတိုင်းခြိခံရမယ်နွားခိုင်နွားခိုင်မရတော့ရင်နွားတက်ယူအပုတ်ခံရမယ်နွားဆက်လီဆရာကြီးဥပုံညာရေးခဲ့တဲ့နွားတစ်ကောင်လုံးအသုံးချနည်းကိုကြမ်းကြည်ထားပုံပါပဲအဲ့ဒီထဲကခြေနှင်းလွှာဖက်နဲ့အသေးလဲတက်ရသည်ဆိုတာမျိုးကောင်းကောင်းအသုံးချခဲ့တဲ့ပေါ့လေစက္ကန့်အမိုင်းအတွင်းမှာမပြန်ဖြစ်တယ်ဒီလိုရေးတာဘယ်ကောင်းမလဲကွယ်တဲ့အရင်လိုရှင်းရှင်းပြပြပြောပါတော့လားနင်ကကိုအဲ့ဒါလိုစာမျိုးရေးတာမကြိုက်ဘူးနင့်ကရိုးရိုးခင်တာပဲဒီလိုစိတ်မျိုးထားရင်ငါစီအလဲမလာနဲ့တော့တွေ့စရာလည်းမလိုဘူးဒါဆိုရှင်းတယ်အခုတော့ဘယ်တော့မှမသုံးဘူးတဲ့ကွယ်ဆိုတဲ့စကားလုံးလေးနဲ့နှဖားကျိုးစထိုးတာခံပေါ့မင်းခံကျင်တပတ်ဆိုရင်ရုံမနေနဲ့အသားတကြီးနှဖားကျိုးထိုးခွန်လိုက်ကျွန်တော်အဲ့ဒီလိုပြန်ပြောတယ်ပြီးတော့ဘာဖြစ်လို့လဲမရဲ့ကျွန်တော်ရင်ထဲရှိတဲ့အတိုင်းရေးမိတာပါအဲ့ဒီလိုစာမျိုးတွေမဖတ်ချင်တော့ဘူးတီးစစ်ကိစ္စပဲခေါင်းထဲထည့်ထားခြင်းတယ်မခမည်းတိတ်တော်တယ်တွေ့ဘူးသမျှမင်းကလေးတွေထဲမှာခမည်းဟာအတော်ဆုံးပဲအပါဆုံးအလှက်ဆုံးအုံနောက်ကိုဘဲပြန်ညာပြန်ကြရားရည်သွန်းကြောင်မစုစားကျွတ်ဝါတို့အသုံးချနိုင်တယ်ခမည်းမနီးပညာတွေမကုန်နိုင်မခန်းနိုင်အောင်ရှိတယ်ကျွန်တော်လည်းဒီအကြီးတွေမြင်လျက်သားနဲ့ခမည်းထောင်ထားတဲ့ညှုပ်ကွင်းကိုဇွတ်နှင်းခဲ့တယ်ဟုတ်ကဲ့ပါကောင်းပါပြီကျွန်တော်ကတော့မကိုမြင်နေခြင်းနဲ့မကြတွေ့ခွင့်ပြုပါအေးပါခုနလိုစကားမျိုးစာမျိုးတွေမပြောဘဲမရေးဘဲနေမယ်ဆိုရင်တော့ခင်မင်မဲပေါ့ကျွန်တော်သူ့မျက်စိကိုစိုက်ကြည့်တယ်သူ့မျက်ဝန်းရိပ်စာကြည့်တဲ့ကြီးတဲ့ကကတ်တလောက်တွေကိုမှုရိပ်လိုက်တယ်တွေ့တယ်အရေးတကြီးဟာတစ်ကနေဖြတ်ပြေးသွားတယ်
ကျွန်တော်ကိုတနာတော့တနာပါတယ်ဆိုတဲ့အကြည့်လေးပဲဒီလောက်ဆိုတော်ပြီခွန်းလွန်တော့မှအေးပါကျွန်တော်နှုတ်ဆက်ပြီးပြန်ခဲ့တယ်ရှင်းရင်းနဲ့ဒေါသတွေပါသွားတယ်စာဖတ်သူခွန်းလွတ်တော်မူပါနဝမအချိန်မြောက်ခွန်းလွတ်ပါတိတ်တော့မထူးဘူးခင်ဗျကျွန်တော်ဟာမြန်မာစာပေသဘောတရားနဲ့ပြောရင်ဒေါသအတင်မောင်များပါပြီကျွန်တော်ဆိုတဲ့ကောင်ဟာအမှားများခဲ့သူပါကြမ်းတိုက်ဖြင်စားပါကြီးထက်တက်ပြီးသားမှုဖုံတုတ်တာလာတော့အပြော့ပေါ့မနဲ့ကျွန်တော်ဟာစိတ်အနေပြောင်းရင်ချစ်တော်ခဲ့ကြတယ်ကျွန်တော်တစ်ဖက်တည်းကမားကကျွန်တော်ကိုမချစ်ဘူးလို့ခဏတိုင်ထင်နေပါသေးတယ်ဟုတ်မဟုတ်တော့မသိနိုင်ဘူးလေမရင်ထဲကကိစ္စဘယ်သိနိုင်မှာတော့ကျွန်တော်နဲ့မနဲ့မန်တော်ဆာတွေ့ခဲ့ကြရတဲ့ဘဝလမ်းကြိုးကွေးကောက်ကောက်လေးတွေကအရေးကြီးတယ်လို့ထင်ပြီးစဉ်းစားဖို့ကောင်းတဲ့အဇဝင်ငံတစ်ခန်းတစ်ခန်းတော့ရေးပေးရစေဦးနံပါတ်7မှားပါတယ်သို့မဟုတ်မှောင်နဲ့မဲမဲဘာမှမတွေ့ခဲ့တော့ညတညရဲ့ဝရဝညစ်လေအိမ်မဆူအကူစန္ဒရလှထွေရဲ့အိပ်၍မပြောတော့ညများတချင်းတွေကစားပိုက်ပါအဲ့ဒီညတညကိုကျွန်တော်ဘလို့မှမေးဖြောက်လို့မရခဲ့ပါဘူးကျွန်တော်တငယ်ချင်းတွေကဒီလိုနောက်လိရှိခဲ့တယ်ကျော်ဟန်မြင့်အကဲဆုံးခင်ဂုံကြီးရှင်ဝေဟင်မိုးသူပွင့်တကားထမင်းစပွဲကိုခွေးဝင်သည်ခင်ရွမာသည်တဲ့ဆရာကြီးရန်အောင်မမောင်ရဲ့ကျမရဟတ်တပတ်လေဝတ္ထုကြီးတွေကစာသားတွေပါမူရင်းကတင်ဂုံကြီးရှင်ဝေဟင်မိုးသူမြင့်တကားဆိုပဲကျွန်တော်ကိုတငယ်ချင်းတွေကနှိတ်ကွချင်တော့လူကြီးလူကောင်းတွေရဲ့ထမင်းစပွဲကိုခွေးလူဝင်နေကောင်းလို့တွေ့ကြတယ်ဟုတ်ပါရဲ့ဗျာမရဲ့ရီမန်းချက်ကမြင့်တယ်မအိမ်တော်ဘက်ကိုစနေတကြရွေးတယ်နှလုံးသားကိုပြေရလကန်ဝါကွက်ခြံခဲ့တယ်လို့ထင်တယ်တကယ်ကမကျွန်တော်ကိုလုံးဝမချစ်ဘူးဟုတ်တယ်ဟုတ်မရွေးခဲ့တဲ့အိမ်တော်ဘက်ဟာကျွန်တော်ထက်အဆဆအရာရာတာပါလိမ့်မယ်မစိတ်ကြိုက်ဖြစ်ပါလိမ့်မယ်ဒီကံခွင့်လွှတ်ပြီးယူသားကြိုးစားအခြေမြင်ပါတဲ့ယောက်ျားကောင်းလူတော်တယောက်လို့ယူဆပါတယ်ကျွန်တော်ကအခုထိကလေးကြီးပဲဒါကြောင့်မှန်ပါတယ်မှန်မှားနဲ့ပြောရင်မရဲ့ဆုံးဖြတ်ချက်ကမှန်ပါကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကမှားပါမှောင်နဲ့မဲဘာမှမတွေ့ကြတော့ညတညအကြောင်းပြောရအောင်ပါမေးလောက်ပါပြီမမေ့သေးဘူးဆိုရင် sorry ပဲ Iris CK ရဲ့ love story ဝတ္ထုတွေမှာပါတယ်အချစ်မှာ sorry လို့မရဘူးတဲ့အချစ်မှာတောင်းပန်လို့မရဘူးအဲ့ဒီညဟာ sorry ညပါပဲမကလောက်သားကောလိပ်မှာအချိန်ပိုင်းလက်ချရင်ကျွတာလုပ်တယ်အစမ်းခန့်လက်ထောက်ကတိကဆိုပါတော့လောက်သားကောလိပ်ကိုညနေဆောင်မှာလိုက်ပို့တယ်လောက်သားကောလိပ်ကမတို့ဌာနအထိလိုက်ပို့ပြီးအတန်းပြီးချိန်စောင့်နေမကိုထားခဲ့ပြီးဘူတထောင်ကန်းနာကိုသွားတယ်လက်ဖက်ရည်တောက်တယ်လေညင်းခံတယ်စာသင်ချိန်2ချိန်လောက်ကော်ရီတာမှာရောင်ပြီးစောင့်နေရမှာကျွန်တော်မလုပ်ချင်ဘူးဒီလိုပြင်းတဲ့ကောင်တင်တန်းပို့ချပြီးချိန်ကည8နာရီကျွန်တော်သွားကြိုတယ်ကြီးသာပဲအတူတူပြန်ခဲ့ကြတယ်အမတ်ရှိဘတ်စကားကြီးကအဲ့ဒီည8နာရီလောက်ဆိုမကြက်တော့ဘူးခရစ်လမ်းမှတ်တိုင်ကနေစီးကြတယ်အများအဖြစ်ထိုင်စရာရတယ်မကအဲ့ဒီညကအမှတ်8ဘတ်စကားရဲ့လက်ရဘက်ဒုတိယရှေ့တန်းခုမှာထိုင်နေမှတ်မိတယ်နော်ခါးကိုမှတ်ထားတယ်ကျွန်တော်ကမဘီနာမှာရက်မနဲ့အတူတူတယောက်တည်းထိုင်နေတဲ့ခီးတဲ့အစင်းကိုစောင့်နေတယ်တခြားထိုင်ကုန်လွတ်ရှိလဲသွားမထိုင်ဘူးအဲ့ဒီခီးတဲ့ဟာတမိုင်းဓမ္မမဟုတ်အင်းစိန်လောက်ထိသွားမဲ့ခီးတဲ့မှန်ဘယ်သိပါမလဲဒီလိုနဲ့မတ်တက်ရရင်ကမာရွအဝိုင်းမှတ်တန်ရောက်တော့အမှတ်8ဘတ်ကားဘော်ကဆင်းရတယ်ရှစ်ကားဘော်ကဆင်းတော့ကြောင်းလန်းပကံလန်းထိပ်16စီးမလားလို့မကိုမိတော့ခေါင်းကလေးကိုခက်နဲ့ခါလိုက်တယ်အညောင်းပြေလမ်းလျှောက်တာပေါ့တဲ့မာဂျူရီမိတိုင်တစ်တွေကတက်ပြီးကစားတက်ကတူရိတ်တာလမ်းမှာနီလာရောင်လွှမ်းတယ်အဲ့ဒီနေ့ကမကြိုက်တဲ့ပန်းညင်ရောင်တက်ချစ်ထမိန်လေးနဲ့ပန်းနုရောင်ပိတ်အင်းကြီးလေးနဲ့အနီးရင်အောင်မန္တလေးကလေးပါဖက်နှက်ပါးလေးနဲ့လက်သေးခြေသေးမချွတ်တချွန်ကလေးတွေကိုပန်းရောင်စိုးထားတယ်နှုတ်ခမ်းစိုးသေးကလည်းပန်းရောင်
ခုတော့အပြူရွယ်မိမချောလေးတွေအဲ့ဒီပန်းရောင်တက်ထရက်ဖက်ရှင်ပြောင်လေးပြန်ဝင်းနေကြပြီမကြီးတတိထားမိလားနီလာရောင်လွှမ်းနေတဲ့တက္ကသိုလ်ရိပ်သာလမ်းမရဲ့ပလက်ဖောင်းစင်းညံရွှေကြီးပေါ်တိမ်မွေးလှပတဲ့အိမ်မက်တမတ်မှတ်ခဲ့ရတယ်အိမ်မက်တော့မဟုတ်ပါဘူးလေအိမ်မက်ထင်ရတဲ့တကယ်အဖြစ်ပြက်ပါတိတ်တာရတာပဲအဲ့ဒီချိန်ကတက္ကသိုလ်ရိပ်သာလမ်းဟာည8 နာရီ9 နာရီခွဲလောက်ဆိုလူသံကားသံတိတ်ဆိတ်သွားပြီစောင်းညတညပါပဲလေအခုဒီစာရေးနေတာလဲစောင်းဥပေါက်ညတညပါအပြင်ဘက်မှာနှင်းမွင့်လေးတွေဝေ့နေကြပြီမကြီးမနဲ့ရှင်းပြီးပူကက်မလျှောက်ရဲခဲ့ပါဘူးနောက်လာမကျူနေတော့ဆိုတဲ့စကားမျိုးမကြားရဲခဲ့ဘူးလေဒါကြောင့်မရှင်းသားကပဲရှောက်ခဲ့ရတယ်တထုံလန်းပတောက်လန်းတထုံလန်းဘက်ကိုမကချိုးဝင်လိုက်တယ်ကျွန်တော်ကနောက်တော့ပါကတဖွာမခွာမှန်လားပါအရှင်သမီးတော်ကျွန်တော်မျိုးခါစားလျက်ရှိကြောင်းမှာဖရားပေါ့ပတောက်ပင်အိုကြီးတွေကတထုံလန်းတလန်းလုံးမိုးထားတယ်ပတောက်လိုင်ကုန်ကြီးတွေရှောက်နေရတယ်လို့ပါပဲလားတထုံဆောင်ဟူယာအမေသူများတွေကောင်းစားနေလိုက်ကြတာตาလေးအဖြစ်ကိုမြင်လှဲပါအောင်အမေရဲ့အမေမင်းရဲ့မှာပလင်းဝဲဟီဟီလို့ငိုရင်းနေကြတယ်တထုံတငယ်ချင်းတွေရဲ့အော်ပါတန်မပြုံးနေနော်ကျွန်တော်လည်းပြုံးမိတယ်မချိလို့ပြုံးရတဲ့အပြုံးမှာမချိပြုံးဆိုတာကိုရေလဲပလီနဲ့သဘောပေါက်သွားတယ်မချိသွားဖြစ်ရေသလားမိပေါ့ပြီးတော့ညောင်ညိုပင်ကြီးအောင်အမှောင်နဲ့မဲကျွန်တော်မရဲ့ရှိကိုကြော်တက်လိုက်တယ်ဟိုနာခလုတ်ဟိုနာကတဲ့ဟိုမဲတစ်မြစ်ဒီမဲချိုင်ကလေးမရဲ့လက်ဖြားနုကလေးကိုစုပ်ရင်ခလုတ်မထိစူးမညစ်ရအောင်စောင့်ရှောက်နေမိခဲ့တယ်ယူပမိုက်ပကြောင်ပတုံးပအဲ့ဒီအကြောင်းဆရာဇော်တီးတော့ဆရာဇော်ကမင်းလဲမြင်ထွန်းသိမ့်လို့ကောင်းမယ်အဲ့ဒီအချိန်မှာဖက်ပြစ်ရမှာကွာငတုံးနဲ့ညောင်ညိုပင်အောက်ရောက်တော့ပူမှောင်ပြီးနှစ်ယောက်သားပူနီးကက်သွားတယ်စာတင်လာလို့စိတ်ထွက်နေတဲ့မရဲ့ချွေးနှက်နဲ့ကိုသင်းနှက်ကရောနေတယ်ချွေးကမှုေးတယ်နော်လှထူးတို့ခင်စော်တို့တွေကိုပြန်ပြောပြရင်ငါရှင်ပေါ်လာပါလားအီယန်နိုင်တင့်ကိုတင်မေးအံတင်နှစ်သက်တယ်လို့ဖြေဆိုလော့အခါတစ်ပါး၌အကျင့်သူသည်တင့်ကိုချွန်ကိုရှာ၍ထိုတင့်ကို၌ပင်ရင်နှင်းဆောင်၍တည်စီရ၏ထိုသူသည်ဝနပင်ဖြစ်သည်မဟုတ်တုံလောလို့နှိတ်ကွမှာမလွဲဤကံအမှန်မှုချပါပဲမှတ်မိရနော်မပွန်းပေါင်တာကတင်းကလေးမှုေးတာအဲ့ဒီပေါင်တာနဲ့ပြဲသွားပြီးကိုတင်းတယ်လေးစောင်းနှင်းတော့လေထဲမှာတော့ဝါကြီးရှူရှိုက်ခဲ့ရတဲ့မရဲ့ကိုတင်းတယ်လေးကျွန်တော်နှလုံးခုံတော့ဟာအမြင်ရထားကြီးခုတ်နေတယ်လို့ပဲဒါပေမဲ့ရင်ထဲမှာနှကနာပေးနေတယ်ကျွန်တော်ဆုံးဖြတ်လိုက်တယ်ကျွန်တော်မကိုချစ်တာဟာတတ်မှတ်မှုနည်းတဲ့အချစ်ကျွန်တော်အခွင့်အရေးသမားမဟုတ်ဘူးနုညက်တဲ့လက်ကလေးကိုတွဲထားခွင့်ရရုံနဲ့ချိန်နေပါတယ်မရဲ့လက်ဖြာနုညက်ကလေးကိုအဲ့ဒီတစ်ခါကခဏရဲ့ရုပ်ရှင်ရုံထဲမှာတခဏရဲ့တသက်မှာနှစ်ခါတည်းဖောက်ကလေးစုပ်ဖူးတယ်ဟိန်သစ္ဆန်ဤစကားမှန်ဤမှန်သောသစ္စာစကားကြောင့်မနဲ့မိသားစုများကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေချမ်းမာရီတန်စီယိုးမှာကန့်လန့်ထောင်ထားတဲ့လေးပေမိချောင်းရောင်ခက်ပြပြတဲ့ကိုရောက်ပြီးမကောင်းကလေးငုံထားတယ်ပြီးတော့အန်တိုနီကအပြေးကလေးလာပြီးတန်တကားတော့ဖွင့်ပေးတယ်မဲလာတဲ့အန်တိုနီကကျွန်တော်ကိုဖြူဖူးသွားပြီးပေါ်အောင်ပြုံးပြတယ်ဘရာဗိုကိုဝနာလို့ပြောလိုက်တယ်လို့ပဲတကယ်ချင်းအန်တိုနီမင်းမသိဘူးနော်ဒါပေမဲ့မင်းပြောပါစေကွာကျွန်တော်ကလည်းအန်တိုနီကိုပြန်ပြုံးပြလိုက်ပါတယ်မရဲ့ချောမှုနေတဲ့လက်ဆွဲကျင်ချင်းလေးကိုပြန်ပေးလိုက်ရပြီတန်တကားထဲဖြတ်ဝင်သွားပြီးအန်တိုနီတော့ပြန်ခတ်ပြီးထွက်သွားတယ်စပက်ကြီးမှုအညှုတ်ခံထားရတယ်လို့နေရမရွေးကျွန်တော်ရက်နေမိတယ်မပြန်လှည့်ကြည့်တယ်ပြန်တော့လေဟုတ်ကဲ့ပါမအထဲဝင်သွားတဲ့အထိကျွန်တော်ရက်ကြည့်နေမိတယ်ပုံနေရိပ်စီယူညီညာလေးကတိရွက်တရက်လို့ဘာဖြစ်လို့အตาအရာဆွဲယူချွေသွားရတာလဲဟင်တစ်ချက်ကလေးတောင်လှည့်မကြည့်ဘူးတိတယ်အဆောင်ထဲရောက်မှ
မှောင်ရိပ်ကနေလှမ်းကြည့်လိုက်မယ်ပြီးတော့တရော်ပြုံးလိုက်မယ်ခံကွာအမှောင်ရိပ်မဲမဲတဲ့ချစ်သူလက်ကလေးတွေ့ရတာကိုပြစ်မိယူတသက်တာအတွေးနဲ့မခွဲစတန်းလို့ရောင်ရမ်းမှန်းဆကာမိလွမ်းလှပါပြီစမ်းလှပါပြီပန်းလှပါပြီဩနွမ်းလှစာညီပေါ်အပြန်လမ်းမှာညောင်ညိုပင်ကြီးရောမှောင်နေမဲတဲ့ထိုင်နေမိသေးတယ်ငွေဝါကင်မှာကြောက်ရကောင်းမှမသိအဲ့ဒီတုန်းကမွေကက်ခံရပြီးတည်သွားတာတော့ကောင်းသေးအဲ့ဒီတုန်းကတက္ကသိုလ်မှာမွေတွေရှိတယ်လေဟောအခုဘာထူးသေးလဲတစ်သက်လုံးအစိတ်တက်နေခဲ့ရတာဒါပေမဲ့တတိထားပါမဟာကျွန်တော်ငင်ချီကိုလုံးဝကြုံမတက်နိုင်ခဲ့ဘူးကျွန်တော်နှလုံးသားကိုဘလောက်ဖက်ကျွန်တော်ရှင်နဲ့တကယ်ရှိနေတာကငင်ချီဦးပဲခရီးရှည်ကြည့်တဲ့ပွဲမှာမဟာတတိယပန်းဝင်ခဲ့သူပါကိုတိတ်အထင်မကြီးနဲ့နော်တတိပေးတာပါအသက်အရွယ်ရကြပြီဆိုတော့တရားစကားလေးလည်းပြောအောင်မမြတ်စွာဘုရားရဲ့နောက်ဆုံးမိန့်မာတော်မူချက်လေအပမာဒိဋ္ဌတမ္မာဒိဋ္ဌမမေ့မလျော့မပေါ့မဆတော့တတိနဲ့နေရကြကုန်တယ်မတရားအထုတ်တယ်လို့ကြားရတယ်တာရုဗျာတာရုကျွန်တော်မွေးတဖခင်ကိုပဲတလိုက်ပါတယ်ပကံခစ်လေးတဲ့နဲ့ပြောရင်ကောင်းလောင်တေနံပါတ်7တမာတော်မှာလွမ်းစရာဒီဇလန်တို့ရှော့ကိုအဆုံးသတ်ဖို့နောက်ထပ်အရေးကြီးတဲ့တနေရာကမကွေးကောလိပ်ဆရာမများအဆောင်ရှိတဲကြီးရောက်က9ပေလောက်ကျယ်တဲ့စပွဲဝိုင်းကြီးစပွဲကြီးကပေါ်လစ်တောင်မရှိတော့ဘူးဒါပေမဲ့မတို့မြသီလာဆရာမများအစဉ်အဆက်ရဲ့တမိုင်းဝင်လက်သွယ်ကလေးတွေနဲ့ပုတ်တရားအကြောင်းချောမွေ့နှုညံ့နေလေရဲ့ကျွန်းကွက်တွေကအရေးလိုက်ခုမကွေးတက္ကသိုလ်မှာအဲ့ဒီစပွဲဝိုင်းကြီးရှိသေးရင်တစ်ခေါက်တော့သွားပြီးစပွဲကြီးကိုပုတ်သက်ခန်းစားကြည့်ရှင်သေးတယ်အလွမ်းပြေပေါ့လေ6ရေနံချောင်းမကွေးဘက်ကိုစပစ်အဖွင့်နဲ့ကတ်လိုက်ခဲ့တယ်မမရ1982ခုနှစ်ပေါ့30နှစ်4နှစ်ကြီးကြာခဲ့ပါပြီတရလေးပင်ကဆရာတော်ဥအိမ်တကတရကောင်းကဆရာကိုတင်စိုးရှားပင်လာကဆရာကိုရဲလာတရလေးပင်ကကျမ်းမာရေးဆရာမကြီးဒေါ်ခင်ဝိုင်းပြီးတော့မကွေးကဒေါ်အမျိုးပြီးတော့ကြောက်ပတောင်မကွေးရေနံချောင်း6စတဲ့မြို့တွေကစာပေမိတ်ဆွေတွေကောင်းမှုကြောင့်ခီးစဉ်တစ်လျှောက်အဆင်ပြေခဲ့ရပါတယ်အညာကြီးလက်ကွပြစ်ကြီးဒီပေါ်မှာစားခဲ့ရတဲ့စုံဘဲစီအစ်စ်နှစ်နေအောင်စမ်းထားတဲ့ကျက်သွင်ပြူဘိုးလိုပက်လက်နဲ့အညာငြိုသေးတောင်းစူပုံရွက်နုဟင်းကျိုအညာချင်းဟင်းကာလမပေါက်တဲ့ရွာတွေကိုရှောက်သွားတော့လိုက်ပူပေးတဲ့နွားလဲဆရာကြီးတွေထနောင်းမကြီးတမကန္နာရဇူပင်စူးလီရှားဆောင်ပင်ဘူးလက်လာလေးတွေဇီးပင်ပူပူလေးတွေခီးပန်းပေမဲ့ရောက်လေရအရက်မှာချိုးပြုံးယူသားလာတဲ့ရွှေညာသူရွှေညာသားတွေရဲ့အလွန်အဲဝတ်ကြည်ပင်မှုတွေမကွေးကောလိပ်ကိုကျွန်တော်ရောက်ခဲ့တာမှတ်မိပါမလားမိလောက်ရောပေါ့နော်အမြင်ရထားဘောက်ကလှမ်းမြင်ရပြီးရေခနဲ့ပျောက်ကျန်ရိခဲ့တဲ့တန်လန်းဘေးကက်လျက်ကတစ်ပင်တစ်ပင်တို့ကျွန်တော်ကိုမရဲ့ဘဝအဝေးပြီးလမ်းဘေးမှာရေခနဲ့ကြံခဲ့တဲ့ခြာတိတ်လို့သဘောထားမှာပေါ့ဟုတ်တယ်ဟုတ်တခါတလေမကကျွန်တော်ကိုခြာတိတ်လို့ခေါ်တတ်တယ်လေချစ်စနိုးလားနှိမ်တာလားမသိခြာတိတ်ကလေးဆိုတဲ့ခေတ်ပေါ်သချင်းကိုနားထောင်ရတော့လွမ်းမိတာလွမ်းတတ်သေးတာတော့မကွေးကိုပြောင်းပြီးတာဝန်ထမ်းဆောင်ရမယ်ဆိုတော့ကျွန်တော်မတို့အဆောင်ကိုလာပြီး BBI အိမ်သုံးဆေးတွေလက်ဆောင်ပေးခဲ့တာဟာမအတွက်ຫນွေဦးလီပွေတွေကမြူတစ်ချက်ဝှေ့တဲ့လောက်ပဲရှိမှာပေါ့လေအမေဘယ်လောက်ကြတယ်လဲရင်ဆိုပြီးပိုက်ဆံပေးမှုတို့ထုတ်လိုက်သေးတယ်အဲ့ဒီပိုက်ဆံအိတ်ကအညူရောင်ကလေးတည်တည်ချာချာမှတ်မိနေပါရဲ့ဗျာတက်လဲတက်နိုင်ပါနက်လဲနက်ပါမနေပြောင်းခရီးထွက်တော့ရန်ကုန်ဘူတာကြီးအမှတ်3ဈေးညံကကြောက်ပတောင်မြင်းညံရထားကြီးအုပ်အောရှည်ဆွဲပြီးတက်ညင်ညင်ထွက်သွားတဲ့အထိအမှတ်3ဈေးညံနဲ့တက်တဲ့ခုံးကြိုတရားကြီးပေါ်ကလှမ်းကြည့်နေတဲ့ကျွန်တော်ကိုတတိထားမိလိမ့်မယ်မဟုတ်ပါဘူးကျွန်တော်တခုတော့ဝမ်းသာမိတယ်မဟာရထားထက်တန်တွဲပေါ်တက်ခါနီးအထိတစ်ချက်မှာဟိုဒီလှမ်းကြည့်တယ်ကျွန်တော်ကိုမျှော်တာလို့ကိုဘာသာကိုစာမွေးပဲအောင်လက်မှတ်ဂုဏ်နု credit ပေးပြလိုက်မိတယ်
မတကယ်မျှော်နေတာဘယ်သူလဲရင်ကျွန်တော်ကတော့မဟုတ်ပါဘူးနော်ဘာကြောင့်ဆိုဘူတာလိုက်ပို့ရမလားလို့ခွန်တောင်းတော့မကမပို့ပါနဲ့လို့ရှောက်လွှာပယ်ချခဲ့တယ်မဟုတ်လားမူလိုက်တာဆိုရင်တော့မအမူလွန်သွားတာအနိုင်ယူခြင်းစိတ်ကိုဘာဖြစ်လို့ထိမထားခဲ့တာလဲမဒါမှမဟုတ်ကိုလုံးကိုပေါဖြောင်းဖြောင်းအသားညူညူပုတ်ကိုတယောက်ကိုများမမျှော်နေခဲ့တာလေလားမခင်ဗျာကျွန်တော်ဟာမဟာစနကထုံးကိုနှလုံးမူပြီးလုံလာအပြည့်နဲ့အချစ်သမှုတွေမှာကုခတ်ခဲ့တာပါငယ်ကျူကိုဆွန့်လွတ်ခဲ့ရပြီးတဲ့နောက်မဏိမိခလာနဲ့တူတယ်လို့ထင်တဲ့မကိုဒီသဘောနဲ့ကဲတင်စေချင်ခဲ့တယ်နတ်သမီးရင်ငွေလုံညင်ခဲ့တယ်ဒါအပြင်မကျွန်တော်ကိုစစ်ဆေးသမျှခံယူရင်အနုတ္တိယမုန်တိုင်းစင်နဲ့သမုဒ္ဒရာတွေကစက်တင်လီမလားဆိုတဲ့မျှော်လင့်ချက်နဲ့မကွေးကောလိပ်ထိလိုက်ခဲ့မိတယ်ခရီးသွားဟန်လွယ်မဟုတ်ပါဘူးမစာပေအဖွဲ့ပြန်သွားပြီးတဲ့နောက်ကျွန်တော်မကွေးမှနေရခဲ့တယ်ကျောင်းဆရာကိုရဲလာအိမ်မှာတဲရင်မကွေးကောလိပ်ကိုစိုက်ကားနဲ့အရောက်လာခဲ့တာပါလူရွေးမြတ်သောဆင်းရဲအပိုင်း3ဒီမှာနဲ့ပြီးပါပြီအပိုင်း4ကိုဆက်လက်နာဆင်ပေးကြပါအောင်ဗျာ